အားလုံးပဲမင်္ဂလာပါ Language Dasu Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Bank Reconciliation Statement ဘဏ်ကညီရှင်းနှန်းကိုဘာကြောင့်ရေးဆွဲရတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လုပ်ငန်းတိုင်းဟာလတလရဲ့ကုန်ဆုံးတဲ့အချိန်မှာကိုလုပ်ငန်းမှာရေးဆွဲထားတဲ့ cash flow ငွေစင်းစာအုပ်ကိုစာရင်းပိတ်ပြီးတဲ့အခါမှာဘဏ်လက်ကျန်ငွေလက်ကျန်တွေကိုဖော်ထုတ်ရပါတယ်ပါပဲလုပ်ငန်းကနေဘဏ်မှာတော့ဖွင့်ထားတဲ့ဘဏ်စင်းတွေကိုတစ်လအတွင်းမှာချက်လက်မှတ်တွေနဲ့ငွေသွားပြီးထုတ်ထားတာချက်လက်မှတ်ဒါမှမဟုတ်ချက်လက်မှတ်နဲ့ငွေသွားသွင်းထားတာဒါမှမဟုတ် cash ငွေသားနဲ့ငွေသွားသွင်းထားတာဒီလိုငွေထုတ်တာငွေသွင်းတာတွေပြုလုပ်ထားတဲ့အတွက်ကြောင့်လတလကုန်ဆုံးတဲ့အချိန်မှာကိုယ့်လုပ်ငန်းကဘဏ်မှာဖွင့်ထားတဲ့ကိုယ့်လုပ်ငန်းရဲ့ဘဏ်စင်းထဲမှာဘဏ်လက်ကျန်ပမာဏတွေဘယ်လောက်ရှိနေလဲဆိုတာကိုသိနိုင်ဖို့အတွက်ဘဏ်ကနေ bank statement ဘဏ်ရှင်းတန်းတစ်စောင်ကိုတောင်းခံပြီးတော့စီစစ်ရမှာပဲဖြစ်တယ်statement ကလက်ကျန်နဲ့ cash book ကရေးဆွဲထားတဲ့လက်ကျန်နှစ်ခုကိုမကိုက်ညီတော့ဘူးဆိုရင်ဘာကြောင့်မကိုက်ညီလဲဆိုတဲ့ဥစ္စာကိုအကြောင်းအရာရှာဖွေရမှာပဲဖြစ်တယ်တာမန်အားဖြင့်စည်ရင်းရေးသွင်းချက်တွေမှန်ကန်နေမယ်ဒါမှမဟုတ်ရင်အချိန်နဲ့တပြေးညီရေးသွင်းနိုင်မယ်ဆိုရင် cash book နဲ့ bank statement ရဲ့လက်ကျန်တို့ဒီကိုက်ညီနေရမှာဖြစ်တယ်ဒါပေမဲ့အချို့သောမေ့ကြံခဲ့သောနောက်ကျနေခဲ့သောကွဲလွဲသောအကြောင်းရင်းတချို့ကြောင့် cash book ရဲ့လက်ကျန်နဲ့ bank statement ရဲ့လက်ကျန်တို့ကွဲလွဲနေတဲ့ခြားနားနေတဲ့အခြေအနေမျိုးရှိတတ်တယ်ဒီလိုမျိုးခြားနားနေပြီးကွဲလွဲနေပြီဆိုရင်ဒီ balance နှစ်ခုဘာကြောင့်မကိုက်ညီရလဲဆိုတာကိုကွဲလွဲချက်အကြောင်းအရာတွေကိုဖော်ထုတ်ပြီးတော့Bank Reconciliation Statement ဆိုတဲ့ဘဏ်ကညီရှင်းနှန်းကိုပြန်လည်ရေးဆွဲပေးရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်